depression ကဘယ်ကနေလာလဲဆိုအတိတ်တွေကိုပြန်သွားပြီးတော့အကယ်လို့ငါသာဒီမိမကိုမယူခဲ့စိတ်ကျမ်းမာရေးကိုလာပြီးမှချိတ်ဆက်ပါဒါအရန်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ကျမ်းမာရေးအခြေအနေမှာ depression နဲ့ anxiety ဆိုပြီးနှစ်ခုရှိစိတ်ကြတာရဲ့စိုးရိမ်ပူပန်မှုများတာတချို့လူတွေစိတ်ကြတယ်စားလို့မကောင်းနေလို့မကောင်းဘူးမပျော်ဘူးအောင်မြင်နေတဲ့တန်းနဲ့လေအဲ့ဒီပုံမှာစိတ်နှက်မှုမရှိရောက်အောင်ရှောက်ခဲ့တာပဲရောက်ခဲ့ပြီဒါပေမဲ့နောင်တတွေနဲ့ပဲရှင်တန်ရအဲ့ဒါ depression ကဘယ်ကနေလာလဲဆိုအတိတ်တွေကိုပြန်သွားပြီးတော့ if တွေကိုတွေးအကယ်လို့ငါသာဒီကြောင့်မတက်ခဲ့အကယ်လို့ငါသာဒီမိမကိုမယူခဲ့အကယ်လို့ငါသာအကယ်လို့ဆိုရဲ if တွေးတဲ့လူအများစုဒီစိတ်ကြယောဂရင်ဆိုင်ရ